ရှေးရခင်ကအမျိုးသမီးတဦးရှိလေသည်သူမတွင်ရွှေဖြင့်ပြုလုပ်ထားသောလက်တစ်ဖက်ရှိသည့်တနေ့တွင်သူမသည်တောထဲ၌တစ်ပင်ခုတ်နေစဉ်တစ်ပင်တစ်ပင်သည်သူမ၏လက်ပေါ်သို့ပြိုကျလာခဲ့သည်သူမ၏ခင်မွန်းသည်တစ်ပင်ကိုဖယ်ရှားရန်အစွမ်းကုန်ကြိုးစားခဲ့တော်လဲမရနိုင်သဖြင့်ဇနီးသည်၏အသက်ကိုကယ်တင်ရန်အတွက်သူမ၏လက်ကိုပစိန်ဖြင့်ဖျက်တောက်လိုက်ရသည်ဤဖြစ်ရအပြီးတွင်သူမသည်မိမိ၏ဖျက်တောက်ခံထားရသောလက်ကိုမြင်ရတိုင်းအမြဲတမ်းစိတ်မကောင်းဖြစ်နေရှာသည်ဇနီးသည်၏ဝမ်းနည်းနေပုံကိုမြင်သောခင်မွန်းသည်သူမအတွက်အတုလက်တစ်ဖက်ကိုတီထွင်ဖန်တီးပေးခဲ့သည်သို့တော်လည်းဇနီးသည်ကရွှေဖြင့်ပြုလုပ်ထားသောလက်ကိုသာလိုချင်နေသဖြင့်ရက်အနှဲငယ်အကြာတွင်ခင်မွန်းဖြစ်သူကသူမအတွက်ရွှေလက်တစ်ဖက်ကိုအထူးပြုလုပ်ပေးလိုက်သည်သို့သောထိုရွှေလက်ကြောင့်ပင်သူမ၏ခန္ဓာကိုယ်တွင်အဆိပ်အတောက်များဖြစ်ပေါ်လာပြီးရက်အနှဲငယ်အကြာတွင်သူမကွယ်လွန်သွားခဲ့သည်သေဆုံးခါနီးတွင်သူမသည်ခင်မွန်းသည်ကိုမိမိ၏ရုပ်အလောင်းကိုရွှေလက်နှင့်အတူမြုပ်နှံပေးရန်ဂတိတောင်းခဲ့ပြီးခင်မွန်းဖြစ်သူကလည်းဂတိအတိုင်းပြုလုပ်ပေးခဲ့သည်နှစ်အနည်းငယ်ကြာပြီးနောက်ခင်မွန်းသည်မှာအလွန်ဆင်းရဲနွမ်းပါးသွားပြီးအသက်ရှင်တန်ရန်ငွေကြေးလိုအပ်လာသည်ထို့ကြောင့်သူသည်ဇနီးသည်၏တင်းကြိုင်းသို့တွားရောက်ကမြေတူး၍ရွှေလက်ကိုပြန်လည်ထုတ်ယူခဲ့သည်သူရွှေလက်ကိုယူလိုက်ချိန်တွင်ဇနီးသည်၏မျက်လုံးများရုတ်တရက်ပွင့်လာခဲ့တော်လဲသူသည်ဂရုမစိုက်ဘဲရွှေလက်ကိုယူ၍အိမ်သို့ပြန်လာခဲ့သည်ထိုညနောက်ပိုင်းတွင်ဇနီးသည်မိမိ၏ရွှေလက်ကိုပြန်လည်တောင်းယူရန်ရောက်ရှိလာသည်ကြောက်လန့်သွားသောခင်မွန်းသည်ကရွှေလက်ကိုပြန်ပေးလိုက်တော်လဲသူမသည်မိမိလက်ကိုပြန်ယူပြီးသည်နှင့်ခင်မွန်းဖြစ်သူကိုချက်ချင်းပင်